USA နဲ့ Iran စစ်ဖြစ်ရင်ဘယ်သူအင်အားပိုကြည့်မလဲနှစ်မိနစ်အတွင်း data နဲ့ကြည့်အောင် Defense budget ကိုကြည့်မယ်ဆိုရင် USA ကနှစ်စဉ်ဒေါ်လာ800ဘီလီယံကျော်အသုံးပြုပါတယ်။ Iran ကတော့20မှ30ဘီလီယံဝန်းကျင်ပဲရှိပါတယ်။ Budget difference ကအလွန်ကြီးမားပါတယ်။ Active military personnel အရာ USA မှာ1.3ဘီလီယံခန့် Iran မှာ6သိန်းခန့်ရှိပါတယ်။ Iran မှာ Revolutionary Guard လို့ခေါ်တဲ့အထူးတပ်ဖွဲ့လဲအောက်ကောင်းပါတယ်။ Air power ကိုကြည့်ရင် USA မှာ F-22, F-35 stealth jets နဲ့ B-2 ပုံမှာတွေရှိပါတယ်။ Iran ကတော့အဟောင်းပိုင်းလေယာဉ်များကိုအသုံးပြုနေရပါတယ်။ Air superiority အရ USA အားသာပါတယ်။ USA မှာ aircraft carrier 17စီးရှိပြီးကမ္ဘာကဝန်း operation လုပ်နိုင်ပါတယ်။ Iran ကတော့ Strait of Hormuz ဒေသအတွက် fast attack boats နဲ့ missile strategy ကိုသုံးပါတယ်။ Regional strategy အရ Iran က defensive advantage ရှိပါတယ်။ Iran ရဲ့ ballistic missiles နဲ့ drone technology ကအရှေ့အလယ်ပိုင်းဒေသမှာအရေးကြီးပါတယ်။ USA ကတော့ global precision strike capability ရှိပါတယ်။ Full scale war ဖြစ်ရင် technology နဲ့ air dominance အရ USA အားသာပါတယ်။ဒါပေမဲ့ regional conflict ဖြစ်ရင် Iran ကလည်းအကြီးမားဆုံးထိခိုက်မှုများဖြစ်စေနိုင်ပါတယ်။